ခုဒီဗီဒီယိုကြည့်ရင်းနဲ့တခုခုစားနေရလားအစားစားရင်ဖုန်းကြည့်တာကအစီပိုတက်စေနိုင်နေဆိုတော့ကိုသိရလားသူတေသနာတွေအရအစားစားတဲ့အချိန်မှာဖုန်းကိုပဲအာရုံစိုက်မိနေရင်အုံနောက်ကဘိုက်ပြည့်ရဲဆိုတဲ့ခံစားချက်ကိုကောင်းကောင်းမသိတော့တဲ့အတွက်အစားကိုပိုစားမိတတ်ပါတယ်ဖုန်းကိုပဲအာရုံရောက်နေတာကြောင့်ဘလောက်ကုန်သွားပြီလဲဆိုတာကိုသတိမထားမိပဲနဲ့ပါဇက်ထဲကိုအဆက်မပြတ်ခွတ်နေမိတတ်ပါတယ်ဒါတွေမကသေးပါဘူးစားပြီးသွားတဲ့အချိန်မှာလည်းအုံနောက်ကငါစားလိုက်ရရဲဆိုတဲ့ခံစားချက်ကိုအပြည့်အဝသတိမရတော့တဲ့အတွက်ခဏနေရင်တခုခုထပ်စားခြင်းစိတ်ပြန်ဖြစ်လာတတ်ပါတယ်နောက်ဆက်တွဲအနေနဲ့မလိုအပ်တဲ့ကယ်လိုရီတွေဘိုက်ထဲမှာကျန်ခဲ့ပြီးတော့အစီပိုတွေတက်လာစေနိုင်ပါတယ်ဒီတော့အစီမတက်ချင်မှုဆိုရင်အစားစားရင်ဖုံးသုံးတဲ့အကျင့်ကိုပြင်ဖို့လိုမယ်နော်ဂလူကိုမန်နာဖန်ဖာပါဝင်တဲ့ဂလူကို104ကိုအစားမစားခင်နိုင်ဝက်အလိုမှာတောင်းသုံးခြင်းဖြင့်လည်းအစားများခြင်းမကြာခဏစားလောင်ခြင်းအစီပိုတက်ခြင်းကိုတားဆီးပေးနိုင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်